ဒီမှာသူချိန်ထားတဲ့အနံ့ကိုကျွန်တော်ရေးကြည့်တာပေါ့နော်ရှုကြည့်တာပေါ့နော်ကျွန်တော် coffee ဝယ်မယ်ဆိုလို့ရှိရင်တော့ဒီအနံ့တစ်ခုနဲ့ကျွန်တော်ဆုံးဖြတ်လို့တော့မရဘူးအခုကျွန်တော်တို့ချိန်ပြီးသွားပြီဆိုလို့ရှိရင်ရှင်တွေကျွန်တော်လောင်းထည့်မယ်ပေါ့နော်သူ့အချိုးနဲ့သူကျွန်တော်လောင်းထည့်မယ်ထည့်ပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒီဟာကိုကျွန်တော်တို့5မိနစ်လောက်ထားရမယ်ပေါ့ရှင်တွေနဲ့ coffee နဲ့နှံကောင်းလို့မမွေဘူးဒီတိုင်းပဲရှင်တွေထည့်ပြီးတော့5မိနစ်လောက်ထားရမယ်ထားပြီးတဲ့အချိန်ကျလို့ရှိရင်ကျွန်တော်တို့ကြောင်းသွားတဲ့အနံ့ကိုကျွန်တော်တို့ပြန်ရှုကြည့်ပါမယ်ချိန်ထားတဲ့အနံ့နဲ့ရှင်တွေထည့်ပြီးတဲ့အနံ့နဲ့ဘယ်လိုဖြစ်သွားလဲပြီးတော့လို့ရှိရင်နည်းနည်းလေးအေးသွားပြီဆိုလို့ရှိရင်10မိနစ်လောက်ကြာကျွန်တော်ဒီအပေါ်ကနေပြီးတော့ထုတ်ထားတဲ့ coffee မုန့်တွေကိုကျွန်တော်တို့ဖယ်ပါမယ်ဟုတ်ဖယ်တဲ့အချိန်မှာလည်းလက်တွေ့တယောက်တစ်ခုစီလောက်ခိုင်းပါမယ်အဲ့လိုမျိုးလေးဖယ်ပြီးသွားပြီဆိုလို့ရှိရင်အနံ့လေးတစ်ခုကျွန်တော်တို့ထပ်ပြီးတော့မြည်ကြည့်မယ်ပွေးကြည့်မယ်ပေါ့ပြီးတော့မှကျွန်တော်တို့ဝင်းဝေးလေးဖြစ်သွားပြီဆိုတဲ့အချိန်မှာကျွန်တော် coffee ကိုကပ်ပင်းမြည်ကြည့်ပါကပ်ပြီးမြည်တဲ့အချိန်ကျလို့ရှိရင်လည်းဆုံးကိုကျွန်တော်တယောက်တစ်ဆုံးယူလာပါမယ်ယူလာပြီးလို့ရှိရင်ကျွန်တော်ဒီထဲမှာရှိပြီးထည့်လာပြီးပါမယ်ရှင်တွေထဲမှာစီလို့ရတယ်ဆိုစီပြီးလို့ရှိရင်ဒီလိုလေးခောက်လိုက်ပါခောက်ပြီးလို့ရှိရင်ကျွန်တော်ဒီလိုမျိုးခွက်လေးတယောက်တစ်ခွက်ပေးပါမယ်ကိုကဒီမှာမြည်ကြည့်ပြီးလို့ခတ်ပြီးလို့မြည်ကြည့်ပြီးသွားပြီဆိုလို့ရှိရင်မျိုးချလည်းရတယ်ထွေးထုတ်ချင်လို့ရှိရင်လည်းရပါတယ်ဟုတ်အဲ့လိုဆိုတော့ကျွန်တော်ခွက်ချီအတွက်အရင်များတယ်ဆိုလို့ရှိရင်တော့လူကအများနဲ့မျိုးချလို့အဆင်မပြေဘူးအဲ့တော့ကိုအာယုံခတ်ကြည့်လိုက်ခတ်ကြည့်လို့အာယုံရပြီဆိုလို့ရှိရင်ပြန်လို့ထွေးထုတ်လို့ရပါတယ်ဟုတ်ပြီးရင်ကျွန်တော်စပြီးမြည်ရစီကြလို့ရှိရင်ကျွန်တော်ဒီဘက်ကနေပြီးတော့စပြီးပါမယ်ဟိုဘက်ဆိုလို့ရှိရင်လည်းဒီဘက်ထိတ်ဆုံးကနေစပြီးပါမယ်သူကညာဘက်ပုံစံတိုင်းသွားတာဖြစ်တဲ့ကြောင့်ဒီတစ်ခွက်ပြီးတော့မှဒီဘက်ကိုသွားပါမယ်ဗျာဟုတ်အဲ့လိုပုံစံမျိုးလေးသွားပါမယ်ဗျာဆရာခဏလေးနေထပ်တော့ဟုတ်ကျွန်တော်တို့ဒီကောင်ဆိုလို့ရှိရင်စပြီးထည့်မယ်ဆိုလို့ရှိရင်10မိနစ်လောက်ထားရပါမယ်ဗျာဟုတ်10မိနစ်လောက်ထားရပြီးတော့မှကျွန်တော်တို့ဒီအပေါ်ကနေပြီးတော့မြင့်ပြီးပေးပါမယ်ဗျာဟုတ်အဲ့ဒီခုနတစ်ခုစမ်းပြီးရင်မျိုးချတာနဲ့ထွေးထုတ်လိုက်တဲ့ဟာရောနောက်တစ်ခုစမ်းတဲ့အခါမှာနှစ်ခုက effect ရှိတာဟုတ်ကဲ့ရှိနိုင်ပါတယ်ဟုတ်နည်းနည်းပေါ့အများကြီးတော့မဟုတ်ကျွန်တော်တို့စပြီးပြီးရဆိုလို့ရှိရင်ဟင်းညိုတောက်တယ်လို့ပဲဟင်းညိုပူတယ်ပူတာပေါ့နော်ဒီကားပူတယ်ပူလေးမှာဖြည်းဖြည်းချင်းစပြီးတော့ဟင်းညိုတောက်တော့အဲ့လိုမျိုးလုပ်ပါမယ်လုပ်တဲ့ချိန်ကျလို့ရှိရင်နည်းနည်းတီးနိုင်ပါတယ်ခင်ဗျဟုတ်တီးနိုင်တဲ့အတွက်တော့နည်းနည်းလေးဂိစိုက်ပြီးပါကျွန်တော်တို့ပုံမှန်လုပ်နေကြပြီဆိုတော့တို့ကဒီကနေပြီးတော့ရှူထည့်လိုက်လို့ရှိရင်ဒီအာယုံရော sense တွေဒီရောက်တော့တို့ကအဖိဖိနဲ့တို့ကစုပ်ထုတ်လိုက်တဲ့ဟာပေါ့နော်စုပ်ထုတ်လိုက်တယ်ပြီးတော့မှဘယ်ရတာဆိုတာတို့ကပြန်ခွဲလိုက်တယ်ခွဲလိုက်ပြီးတော့မှဘလို့ရတာရပြီဆိုတော့တို့ကပြန်ထွေးထုတ်တာပေါ့ကိုကအဲ့လိုမဟုတ်ဆိုရင်ဖြည်းဖြည်းချင်းစလုပ်ခဲ့ပြီဆိုတော့စိန်ခံပြီးတော့အရတာကိုတိတိကျကျလေးတော့ခံလို့ရပါတယ်လွတ်လပ်လေးရတယ်အခု9ခွက်လောက်ကတော့ကျွန်တော်တောက်လို့ရတယ်ဟုတ်ကဲ့9ခွက်လောက်ကတော့တောက်ကျွန်တော်တို့ဒီကဝန်ထမ်းတွေဆိုလို့ရှိရင်ဒီလိုမျိုးအခုပြည့်ဆိုလို့ရှိရင်ဒါ10ခွက်ရှိတယ်ဒါမျိုးတရက်တစ်ခါလေးဆိုလို့ရှိရင်တရက်တည်းနဲ့3 round လောက် round ရတယ်ဆိုတော့ခွက်30လောက်ဆိုရင်သူတို့နည်းနည်းသူတို့ဝင်သွားတဲ့ caffeine တက်ကပမာဏများတယ်ပြီးတော့နေ့တိုင်းလုပ်ရမယ်ဆိုလို့ရှိရင်ကျမကြီးထိခိုက်မှာဆိုလို့အဲ့တော့သူကကြီးကြည့်ပြီးဆိုရင်ခွက်ရည်တော့များတယ်ဆိုရင်ထွေးထုတ်လိုက်လို့ရတယ်အဲ့တော့ကျွန်တော်တို့ကခုနပြောလို့ထွေးထုတ်ပြီးသွားရင်ကျွန်တော်တို့ရဲ့ခွက်ကိုဇွဲပေါ်ပြန်မတင်ပါဒါတဲ့ကိုရဲ့ပြန်ထွေးထားတဲ့ဟာတွေကိုအခြားသူတွေဟောပေါ့နော်ကျွန်တော်အစားတော့မင်းရတယ်ဖြစ်တယ်အခြားသူတွေကျွန်တော်မသိတော့ဘူးအဲ့တော့ကျွန်တော်လက်ထက်မှာပဲတိုင်ထားမယ်မြည်လို့မပြီးမချင်းကျွန်တော်လက်ထက်မှာပဲတိုင်ထားမယ်အားလုံးပြီးသွားပြီဆိုရင်ကျွန်တော်ဖိုင်ပုံးမှာတွေ့တင်လိုက်ရတာနော်အဲ့တော့ပြီးရင်နောက်တစ်ခုကကျွန်တော်ခုနကျွန်တော်တို့ဒီ coffee ကိုမြည်ပြီးတယ်ဒီပေါ်မှာဘာလို့ထောက်တာလဲဆိုတော့ဒီမှာကျွန်တော်တို့တောက်လိုက်တဲ့ကျွန်တော်တို့ထိတွေ့ထားတဲ့ကျွန်တော်ရဲ့အထီးတွေ့နဲ့နောက်တစ်ခါကိုကျွန်တော်တို့ကမတောက်ဘူးအားကြောင့်လဲဆိုတော့တခြားလူတွေလည်းတောက်အောင်ပါလေကိုတောက်ပြီးသားကြီးတခြားလူလိုက်တောက်တယ်ဖြစ်သွားအဲ့တော့ကျွန်တော်တို့ကနံပါတ်1အချက်အနေနဲ့ကိုတောက်ပြီးသားကိုကျွန်တော်ယူပြီးပြန်စီးပါဒါမှမဟုတ်ပြီးကြည့်လိုက်မယ်ဒီလိုပြန်စီးဆိုတော့အဲ့ဒီဟာကိုလည်းဒီထဲကိုတမ်းမခံအားကြောင့်လဲဆိုရေနွေးနဲ့စီးလိုက်တာဖြစ်တဲ့အတွက်ဒီထဲမှာဇုံးထဲမှာရှင်းပြီးကပ်ပါတာဒီကပ်ပါလာတဲ့ရေတွေကကိုတဇုံးနဲ့ဆိုတော့ပြဿနာမရှိဘူးဒီကောင်းများစွာမြည်မှာဇက်ဆိုဇက်ကြီးဝင်မှာများလာတယ်ဒီဖက်မှာအရသာပြောင်းလာမြည်နဲ့အရသာပြောင်းလာဒါကြောင့်ကျွန်တော်တို့စိတ်နဲ့ဒီမှာဒီစစ်လိုက်ဒီလေးစစ်သွားပြီးတွေ့သွားပြီဆိုတော့မှကျွန်တော်တို့ကနောက်တစ်ခါမြည်နဲ့ပြည့်ထည့်မယ်စီးမယ်နောက်ပွက်မယ်နော်